ဝေဒနာဝိခံမိတ်တော်ဆိုတာဝေဒနာအမနတိကာရတဲ့ဝေဒနာကိုနှလုံးမသွင်းရဘူးတဲ့ကြိုက်တဲ့ခဲတဲ့တုံနေချင်းတိုင်းသွားနှလုံးသွင်းတော့မစင်းရနေဘူးလားရှင်းပါဗျာဒါပေမဲ့ရုပ်ကြီးကိုပြင်ခိုင်းတာလားဝေဒနာကိုနှလုံးမသွင်းခိုင်းတာလားဝေဒနာကိုနှလုံးမသွင်းပါဗျာအဲ့လိုမဟုတ်ဘူးနဲ့ကြိုက်တဲ့အနိစ္စဒုက္ခနောက်တာလားလုံးနေသေတော့မလားဟုတ်ပြီလားကြိုက်တဲ့ခဲတာကြီးကိုကြိုက်တဲ့ခဲတဲ့ထုံနေလို့လိုက်မှတော့ပို့ဆိုးမလားဟုတ်လားဆိုးလာတော့အနုနည်းဘလို့ပြင်းနေဖြစ်သွားတော့မှားပြီနော်ဒါတွေဥစဉ်တလွာချင်းရှင်းသွားမယ်နော်အဲ့လိုဆိုရင်ဝေဒနာဝိခံမိတ်တော်သီလေပရိဋ္ဌာယဆိုတာဝေဒနာကိုခွာပါဝေဒနာအမနတိကာရဝေဒနာကိုမလုံးမသွင်းမနဲ့သီလေပရိဋ္ဌာယမူလကမ္မဋ္ဌာန်းမှာတည်ပြီးတော့မိမိတို့ငယ်တိတ်ဒီမူလကမ္မဋ္ဌာန်းမဟုတ်ဘူးလားအေးရင်ကြိုက်မှာထားတာလေးရနာသီဝထိတဲ့နေရာဖောင်းတဲ့ပိန်နဲ့လို့မှတ်တဲ့နေရာရှေ့စိတ်နောက်စိတ်ဆိုတဲ့မူလကမ္မဋ္ဌာန်းအဲဝေဒနာကိုနှလုံးမသွင်းတော့ဘဲနဲ့မူလကမ္မဋ္ဌာန်းမှာသီလပြန်ဆောက်တည်ဆိုတော့စိတ်ကမူလကမ္မဋ္ဌာန်းပို့လို့လည်းနဲ့ရောက်ရလားမရပါဘူးမရဘူးငယ်ကလေးပို့လေးအောက်ပြန်ဆင်းသွားလိုက်နာသီဝထိတဲ့ဘဝနာသီဝထိတဲ့နေရာလေးကိုစိတ်ကလေးတီးလိုက်အောက်ပြန်ရောက်သွားလိုက်ဖောင်းတဲ့ပိန်နဲ့လို့မှတ်ပြီးတော့မူလကမ္မဋ္ဌာန်းကိုပို့လိုက်ဝေဒနာကြီးရောက်သွားလိုက်ရှေ့စိတ်နောက်စိတ်ရှုတဲ့နေရာကိုရှုရနေပြီးတော့ဒါလေးပါဖောက်ပြန်တော့ဆေးရနေရာရောက်သွားတယ်မခံရင်တဲ့စိတ်မခံတာတဲ့စိတ်ဖြစ်လာတယ်ဖြစ်လာတဲ့ရှေ့စိတ်တွေကိုနောက်စိတ်ကရှုရမယ်ဆိုတာဝေဒနာနဲ့ပေါင်းနေလို့ရှိရင်မူလကမ္မဋ္ဌာန်းနာကိုပြန်ရှုလို့ရပါတော့မလားမရဘူးအဲ့လိုဆိုရင်ယောဂီတို့ဦးဇင်းတို့တရားကျင့်ဖို့အတွက်အဓိကအဟံအတားကဟာဒီဒါလေးပါဖောက်ပြန်တဲ့ဒုက္ခဝေဒနာမှာရင်ဆိုင်ရတဲ့စိတ်ပေါ်မှာဖြည့်ရှင်းတဲ့အလုပ်တည်ပြီးရင်တရားကျင့်နေမှာပဲအာရမတပါကျင့်ရရှိသေးလားကျော်ပါဘူးတရားနှစ်နည်းသုံးနည်းမရှိဘူးမူမျိုးမရှိဘူးတစ်မျိုးပဲရှိရအဲ့တော့ဦးဇင်းတို့ဒီနေရာမှာသမထယာနိကဝိပဿနာယာနိကလို့နှစ်မျိုး꿰နော်နှစ်မျိုး꿰ပြီမဲ့ဒီနေရာမှာတော့သမထဝိပဿနာတော့တစ်မျိုးတည်းပဲရှိအောင်မယ်လမ်းစတော့လာဆုံးပြီတရားကျင့်တဲ့အခါမှာမြတ်စွာဘုရားအာဒီသောမသုတ်တန်နဲ့ပြန်ကြည့်မယ်ဆိုလို့ရှိရင်နော်တရားကျင့်စဉ်ရဲ့သဘောဘယ်မူနဲ့ကျင့်ဘယ်လိုပဲကျင့်တရားကျင့်တဲ့ယောဂီဒီတိုင်းပဲသွားတယ်ဆိုတာနှစ်မျိုးမရှိကြောင်းမြတ်စွာဘုရားအာဒီသောမသုတ်တန်မှာထောင်ကြနေတဲ့ထောင်ကြသားတယောက်ကိုတဲ့အမဟာယသစော်ဝါထံအနာတယ်ဆိုအိန္ဒိယနိုင်ငံရဲ့ဘယင်စော်ဝါတွေပေါ့အဲ့မှာဘယင်ကသူ့ကိုဒါတိုင်းမတတ်ဖ ೇನೆ ဘယင်မွေးထားတဲ့မိုးကြီးလေးကောင်ကိုအစာကျွေးပေးရမယ်ရေချိုးပေးရမယ်သိပ်ပေးရမယ်နေ့စဉ်မှအိပ်ပေးရမယ်အဲ့ဒီအလုပ်ကိုဒီကောင်ခိုင်းရမယ်ဆိုပြီးတော့အဲ့ဒီကောင်ဟာဒုံနဲ့ထောင်ကြတဲ့ပုဂ္ဂိုလ်ဟာဘယင်မွေးထားတဲ့မိုးကြီးလေးကောင်ကိုအဲ့လိုပဲနေ့စဉ်အစာကျွေးလိုက်ရေချိုးပေးလိုက်နော်သိပ်ပေးလိုက်အဲ့ဒီလိုနေတယ်အဲ့လိုနေပြီးတော့ဒုက္ခနာကိုမှပတ်ပြီးတော့အလှဆင်သားသလိုဖြစ်နေတယ်တဲ့ငွေနဲ့ပြောနေတယ်တဲ့အဲ့မှာအသက်ရှိစီလို့မသေးလို့တဲ့မိကောင်းဆွေကောင်းကဟာကောင်းမင်းခန္ဓာကိုယ်မှာပတ်ထားတဲ့ငွေတွေအပြင်တကောင်သောငွေကြိုက်လို့ရှိရင်ထင်းချောင်းကြီးလို့တောင်းတောင်းကြီးဖြစ်သွားမယ်တကောင်သောငွေကြိုက်လို့ရှိရင်ဘူးဒီဟုတ်ဟာလားပိနေသီးပုတ်ကြီးလို့ပွားလာမယ်တကောင်သောငွေကကြိုက်လာလို့ရှိရင်မဲပြီးတော့မီးသေးဆုံးမျိုးဖြစ်သွားမယ်တကောင်သောငွေကြိုက်လို့ရှိရင်အပိုင်းဝန်းပြဖြစ်သွားလိမ့်မယ်အဲ့လိုပြောတယ်အဲ့လိုပြောတဲ့အခါကျတော့ဟာအဲ့လိုဆိုကျွန်တော်ဘယ်လိုလုပ်ရမလဲမင်းဒီမွေလေးကောင်ကိုအိတ်တဲ့အခါမှာဒီမွေလေးကောင်ကိုအသာခွာချပြီးတော့ဖနှောက်နဲ့တင်မှာဒီမွေလေးကောင်မှလွတ်မဲ့နေရကိုဖနှောက်နဲ့တင်မှာတသားတဲ့ကြောက်အောင်ပြီးပြီးတော့တဲ့အဲ့လိုခိုင်းတဲ့အခါမှာအဲ့ဒီထောင်ကြသားဟာသူ့ခန္ဓာကိုယ်မှာအလှဆင်ပြီးတော့နော်ကျွေးမွေးထားတဲ့သူပြုစုနေရတဲ့အဲ့ဒီမွေလေးကောင်ကိုအသာခွာချပြီးတော့တဟုန်တို့ပြီးတော့တာပဲပြီးတဲ့အခါနောက်ကမွေလေးကောင်ကိုလိုက်တယ်မွေလေးကောင်လိုက်ကြိုက်တဲ့အခါမှာမိတ်ဆွေရမင်းမညာနဲ့ပြေးနောက်ကမင်းကိုသတ်မဲ့မွေလေးကောင်လိုက်လာပြီလွတ်မဲ့ထင်းထင်းညာမင်းပြေးပြီတော့ဆိုပြေးတဲ့အခါနောက်ဆုံးတားကိုပြေးတဲ့အခါမွေလေးကောင်လိုက်လို့မမီနိုင်တဲ့နေရာရောက်သွားရောအဲ့မွေလေးကောင်ကလွတ်တဲ့အခါကျတော့မင်းမပြီးသေးဘူးတဲ့မင်းကိုသတ်မဲ့နောက်ကမင်းချင်း9ယောက်လိုက်လာပြီတဲ့မင်းကိုနောက်ကလိုက်လာပြီသတ်ဖို့ဆိုတော့ဆက်ပြေးရပြန်တော့အဲ့ဒါလေလော့မင်းထင်းတဲ့နေရာပြေးတဲ့အခါကျတော့မင်းချင်း9ယောက်လိုက်လို့မမီတဲ့နေရာလဲရောက်သွားရောလွတ်ပြီဆိုပြီးနားနေတော့မင်းဒီလိုနားမနေနဲ့အောင်တဲ့မင်းကိုလူယုံတတ်အောင်ပါကွာတဲ့လူယုံတော့လွတ်လိုက်ပြီတဲ့မင်းပြီးပြီတော့တဲ့အဲ့လိုပြီးခိုင်းတဲ့ခါကျတော့ပြီးပြန်ရောပြီးတဲ့ခါကျတော့ရွာကြီး6ရွာရောက်သွားတယ်ရွာကြီး6ရွာမှာတရွာမှာအိမ်တစ်လုံးရှိအဲ့ဒီရွာကြီးတရွာကိုလဲဓမြတွေကလာတိုက်တယ်အဲ့ဒီရွာထဲမှာရှိတဲ့အိမ်ထဲမှာရှိတဲ့အထဲမှာဘာတွေလိုက်ကြည့်လဲလို့စားရမယ်လိုက်ကြတာဘာမှမတွေ့ဘူးတဲ့အချင်းကြီးပဲအဲ့တော့မှအသက်ရှိသေးလို့မသေးလို့တဲ့ပုဂ္ဂိုလ်ကမင်းဒီရွာမှာလည်းမနေနဲ့အောင်ဓမြကြီး6လာတိုက်လိမ့်မယ်အဲ့တော့မင်းလွတ်အောင်ပြေးပြီတော့လို့ပြေးတဲ့ခါကျတော့
မြစ်ကိုသွားတွေ့တယ်မြစ်လဲသွားတွေ့ရောကျွန်တော်ခဘောက်ကိုကူးလို့လဲလေလဲမရှိဘူးဘယ်လိုလုပ်ရမလဲလေမရှိလို့ရှိရင်တိရွက်တွေတိခက်တွေဖောင်ဖွဲ့ပြီးတော့